ရှင်မကတ္တဗကရုပ်အလွန်တရားမှချော်မောလှပရွှေရုပ်တယ်လှတယ်သူကနော်သူတို့ဆွမ်းခံသွားလိုက်မယ်ဆိုရင်သူဇနီးကလည်းလင်မယား2ယောက်လုံးသူတို့ကဘုန်းကြီးဝတ်ကြဘိက္ခုနီမဝတ်ကြ2ယောက်လုံးရွှေရုပ်တယ်လှသူတို့ဆွမ်းခံသွားမယ်ဆိုရင်လူတွေလက်ဖြားခါတယ်မလီချောလိုက်တဲ့ကူတော့လှလိုက်တဲ့ကူတော့သူဇနီးလူဘဝတော်ဇနီးပေါ့ဘိက္ခုနီမလေးဆွမ်းခံသွားရင်မလီလှလိုက်တာချောလိုက်တာဘိက္ခုနီမလေးဒီလောက်တောင်ချောတယ်လှတယ်ဘိက္ခုနီမလေးရှိသေးတကူလို့အာဩကြဆွန်ဒီပါရီလောင်းကြတပိတ်ဒီမောက်ရှမ်းပြေလို့ပေါ့ဘုံကြီးကြတယ်နော်အဲ့ဒါဘာကြောင့်ဒီလိုကြီးရတယ်လဲလို့ဘုရားစီသူကမေးကြတော့ပေါ့မေးတော့မြတ်စွာဘုရားကသူကဒီရှင်မကတ္တဗကတခုသောဘဝတထေးကြီးဖြစ်ခုရွှေတကုံကြီးဒီတော်တို့လို့တောင်လေးပေါ်မဲ့တောင်လေးတောင်ရှိအဲ့ဒီတောင်လေးကိုပန့်ပြီးတော့လမ်းကလည်းရှိတော့သူကလမ်းလျှောက်တယ်တထေးကြီးကဘာဝါဒနာပါတော့ဆိုတော့လမ်းလျှောက်ဝါဒနာပါဟုတ်ကလားတထေးကြီးကဘာဝါဒနာပါတော့လမ်းလျှောက်ဝါဒနာပါတော့အဲ့ဒီတောင်လေးကိုဒီလို2ပတ်3ပတ်ပတ်ပြီးတော့အညောင်းပြေအညာပြေလမ်းလျှောက်တာဒီနေ့ကျတော့သစ်ပင်တပင်အောက်ရှင်ပိစိကဗုဒ္ဓသင်္ကန်းချုပ်လို့တဲ့အကလေးနဲ့ပေါ့လက်ချုပ်ညာအဲ့လိုမြင်တော့ဩရှင်ပိစိကဗုဒ္ဓဝါဆိုကနီးလို့ဝါဆိုသင်္ကန်းချုပ်တာပဲငါကူးညီညာချုပ်ပြီးမယ်ဆိုပြီးတော့သွားအဲ့ဒါလိုသွားရတော့အနားရောက်တော့ရှင်ပိစိကဗုဒ္ဓကသူ့ချုပ်လက်စာသင်္ကန်းလေးခောက်ပြီးတော့သိမ့်ထားလိုက်တယ်သိမ့်ထားတော့တထေးကြီးကမေးတယ်ရှင်ဘုရားတပည့်တော်ရှင်ဘုရားကိုအဝေးကလှမ်းကြည့်လိုက်တာသင်္ကန်းချုပ်နေတာမြင်တယ်တပည့်တော်ကူးညီညာချုပ်ပေးမလို့လာတာအနီးနားကျမှအရှင်ဘုရားကတပည့်တော်လာလို့လားသင်္ကန်းလေးခောက်သိမ်းလိုက်တယ်ဘာဖြစ်လို့တော့တပည့်တော်လာတာမကြိုက်လို့လားသဘောမကျလို့လားဗျာလို့မေးတော့ဒကာကြီးလာတာမကြိုက်เสียသဘောမကျเสียမရှိပါဘူးကျုပ်သင်္ကန်းကပဏ္ဏကူသင်္ကန်းခေါ်တယ်ပဏ္ဏကူသင်္ကန်းဆိုတာလူတွေအဝိဇ္ဇတွေပါဒီသင်္ကန်းချုပ်ဖို့လှူတာမဟုတ်ဘူးအမိုက်ပုံတို့ဇေဝါတို့သုတ်တန်တင်ញိုင်းတို့အဲဒီလူများတွေလွှတ်ပြထားတဲ့အဝတ်တွေကိုအဝိဇ္ဇတွေအဟောင်းတွေကောက်ပြီးတော့ချုပ်တာအခုသင်္ကန်းနာကတော့ပြီးပြီသင်္ကန်းဆိုလို့ရှိရင်ဘုံဘုံတို့ဒီလိုနှစ်ဖက်ကြတော့လက်ရှိလုံးတက်ရတယ်နှစ်ဖက်လက်ရှိလုံးနှစ်ထပ်တက်အဲ့ဒါလိုနှစ်ဖက်တက်ဖို့အစကုန်းသွားလို့ရုပ်သွားပြီးတော့ပန်းနှစ်ခုကောက်သွားမလို့ဈေးဝါသွားကောက်မယ်သုတ်တန်တင်ញိုင်ကောက်မယ်ဒီပြင်အမိုက်ပုံလေးတွေလျှောက်ရှာမယ်ပေါ့ဗျာအဲ့လိုဆိုရင်အရှင်မယားရှားမနေပါနဲ့ဗျာဆိုသူပခုံးမော်ပါလာတယ်ဒီလိုအထယ်လေးတဲ့ခြုံတယ်လေးတစ်ထည်လှူတဲ့ဒါလေးနဲ့ချုပ်ပါဗျာရှင်ပိစိကဗုဒ္ဓကကြည်ပြီးတော့တခါကြီးခြုံတယ်ကတဲကောင်းမှလားပူးတယ်ဖဲတယ်ဒီဗျာကျုပ်ဟာကအဲ့လိုမကောင်းဘူးအညံသားတွေသူများလွှတ်မြေထားတဲ့အဝတ်ဒီကောက်ချုပ်တာနေပစီတခါကြီးအာနာပါတယ်ကျုပ်ပန့်တကူပဲသွားကောက်မယ်ဆိုတော့ရှင်ဘုရားနဲ့တပည့်တော်လည်းကုသိုလ်ရရှင်ဘုရားလည်းမညောင်းဘူးအလူခံမှာဖျားဆိုတော့သူကအတင်းလှူတယ်လူသားနဲ့အလူခံပြီးတော့သူတို့နှစ်ယောက်ချုပ်လိုက်ကြတာပြီးသွားတော့တပည့်တော်ဆူတောင်းမယ်ဖျားလို့ပြောတယ်ကုသိုလ်ကောင်းမှုလုပ်ပြီးဆူလဲတောင်းရတယ်နော်ကိုလိုချင်တဲ့ဆူတောင်းရတယ်အဲ့တော့ရှင်ပိစိကဗုဒ္ဓကကဲတခါကြီးဆူတောင်းဘာတောင်းမလို့များဆိုတပည့်တော်ဆူ3ချက်တောင်းမယ်လို့ပြောတယ်ကဲတောင်းရတင့်နာမအနေနဲ့တပည့်တော်ဒီသင်္ကန်းတစ်ထည်လှူရတဲ့ကုသိုလ်ကံကြောင့်ဖြစ်လျာဘဝတန္တရာတထေးတကြွယ်မျိုးမင်းမျိုးစိုးမျိုးဖြစ်ပြရစီဘယ်လိုဆူတောင်းလိုက်တော့ဖြစ်လျာဘဝတန္တရာတထေးတကြွယ်မျိုးမင်းမျိုးစိုးမျိုးဖြစ်ပြသည်လူစင်းရဲမဖြစ်ချင်ဘူးသူကဟုတ်လားဟဲ့ကဲဟုတ်ပြီနှစ်နံပါတ်တပည့်တော်ကဖြစ်လျာဘဝတန္တရာရွှေရုပ်မကလှပြသည်ဘယ်လိုဆူတောင်းလိုက်တော့ရွှေရုပ်တဲ့လှတာသုံးနံပါတ်နောက်ဆုံးတရားကျင့်ပြီဆိုအကြာကြီးမကျင့်ပြရသည်နဲ့9ရက်ကျင့်လိုက်ရင်ယန္နာဖြစ်ပြရသည်တဲ့သုံးနံပါတ်ဘယ်လိုဆူတောင်းလိုက်တော့
ခொနှစ်ရက်ကျင့်လိုက်ရင်ယဟန္တာဖြစ်ပြရသည်တဲ့ဟုတ်လားဒီသူဒါနဒီလိုသင်္ကန်းလေးတစ်ထဲလှူတာပဲဟုတ်လားသင်္ကန်းတစ်ထဲလှူတာနဲ့သုံးချက်လုံးပြည့်တယ်ဖြစ်လျာဘဝတိုင်းဒီဘဝကလည်းရှူရုပ်မကလှတယ်နော်အဲ့ဒါကြောင့်ကုလူဖရာသာသနာတော်နဲ့ကျုံတဲ့အခါဒါနရွှေဦးပြည့်အောင်မြုပ်ကြသဘောပေါက်လား